လူတိုင်းမှာအားကြလေးစားတဲ့လူကြောက်လို့ရှိတယ်သူတို့လိုဖြစ်ခြင်းနဲ့သူတို့လိုအောင်မြင်ခြင်းနဲ့အခုလို social media တွေပေါ်များလာတဲ့ခေတ်ထဲမှာလူတွေကသူတို့ရဲ့အောင်မြင်မှုတွေကို post တွေတင်ကြတယ် social media ပေါ်မှာချပြကြတယ်ဒီထိမှားတာဆိုတော့မမှားသေးဘူးမှားတာဘယ်နေရာလဲဆိုတော့ကျွန်တော်တို့ကအခုမှဆွဲလက်စားပကြီးကားတစ်ချက်သူတို့ကဆွဲလို့ပြီးပြီးလှပနေတဲ့ပကြီးကားတစ်ချက်တွားပြီးရှင်းလို့မရသေးဘူးကျွန်တော်တို့မှာ background မရှိဘူး support ပေးမယ်လူတွေမရှိဘူးပံ့ပိုးပေးမယ်လူတွေမရှိဘူးအဲဒါကြောင့်ကျွန်တော်တို့ကကိုယ်မှရှိတဲ့ဟာလေးနဲ့စရတယ်ကိုယ်မှရှိတဲ့ဟာလေးနဲ့ပဲလုပ်ရတယ်အဲဒါကြောင့်ကျွန်တော်အောင်မြင်နေတဲ့လူတွေနဲ့တော့တွားပြီးတော့ရှင်းလို့တော့မရသေးဘူးကျွန်တော်တို့ကသူတို့နဲ့တွားပြီးတော့ level ရှင်းခြင်းနဲ့ဆိုရင်ကျွန်တော်တို့ရဲ့ဆွဲလက်စားပကြီးကားကိုပြီးဆုံးအောင်ဆက်ပြီးဆွဲဖို့လိုတယ်ဆွဲလက်စားနဲ့တော့တွားပြီးရှင်းလို့မရသေးဘူးအဲ့ချိန်ကျအားငယ်စိတ်တွေကဝင်လာလိမ့်မယ်သူတို့နဲ့ဒန်းလူရှင်းဖိုင်နိုင်မှုအတွက်ဆိုရင်ကျွန်တော်တို့ကသူတို့နဲ့ level 2ပကြီးကားတစ်ချက်တော့ဆွဲထားဖို့လိုတယ်